ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ပြပေးမယ့်အကြောင်းအရာလေးကတော့ green နဲ့ ဆိုးခြင်းနဲ့ပတ်သက်ပြီးဖြည့်ရှင်းနိုင်မယ့်နည်းလမ်းတချို့ကိုတင်ပြပေးမှာဖြစ်ပါတယ်ပထမဦးဆုံး green နဲ့ဆိုးခြင်းဖြစ်ပွားရတဲ့အဓိကအကြောင်းရင်းများကိုတင်ပြပေးခြင်းပါတယ်နနက်အိယာထချိန်တွင်အတော်အသင့်အနံ့ဆိုးဝါးမှုမှာတာမှန်မှုဆိုနိုင်ပါတယ်တချို့လူတွေမှာတော့ green နဲ့ဆိုးခြင်းဟာတစ်ခါတရံသာဖြစ်တတ်တော့လဲတချို့မှာအမြဲတမ်းလိုဖြစ်တတ်ပါတယ်ဒီကဖြစ်ပွားလေးရှိတာကတော့အာသီးရောင်ခြင်းနဲ့ထိတ်ကပ်နာတို့ကြောင့်အနံ့ဆိုးပါစေပါတယ်။ဒါအပြင် green ရှိဘက်တီးရီးယားများကြောင့်လည်း green နဲ့ဆိုးစေပါတယ်။တခြားအကြောင်းအရာတွေလည်းရှိပါသေးတယ်။သွားနယ် green စေကြောတန်းစင်မှုမရှိခြင်း၊သွားပိုးစားခြင်းတချို့သောအစတောက်များဥပမာကြက်သွန်မျိုးကြက်သွန်ကြီးကော်ဖီဒညင်းသီးပါးစပ်နဲ့ green 6သွေးခြင်းစလိတ်တောက်ခြင်းနှာခေါင်းနောက်ပိုင်းလဲချောင်းဆိုင်ရာယောဂများပါးစပ်မှတစ်ဆင့်အသက်ရှူလေးရှိခြင်းဒီအကြောင်းအရာတွေကလည်း green နဲ့ဆိုးခြင်းကိုဖြစ်ပေါ်စေပါတယ်။ဆက်လက်ပြီး green နဲ့ဆိုးခြင်းကိုတက်တာစေမယ့်နည်းလမ်းတချို့ကိုတင်ပြပေးပါမယ်။ပထမဦးဆုံးအနေနဲ့သွားများဤကျန်းမာရေးကိုဂရုစိုက်ပေးပါ။သွားများကိုနေ့စဉ်အနည်းဆုံး2ကြိမ်တိုက်ရန်လိုအပ်ပါတယ်။သွားကြား၌ညက်နေသောအကျွင်းကြံများကိုသွားဖို့ကြိုးဖြင့်ဖယ်ရှားပေးရပါမယ်။ရှာကိုလည်းတန်ရှင်းစေရပါမယ်။အစာစားပြီးတိုင်းပလုတ်ကျင်းတင်ပါတယ်။ဒါအပြင်green 6သွေးခြင်းဟာဘက်တီးရီးယားများပေါက်ပွားမှုအားပေးရာရောက်တဲ့အတွက်ရေသို့မဟုတ်အရည်များပိုတောက်ပေးရင်လိုအပ်ပါတယ်။နောက်တစ်ချက်ကတော့အစာစားပြီးတိုင်းပါးစပ်တန်ရှင်းရေးလုပ်ပေးရပါမယ်။ဆက်လိုက်မတောက်ပါနဲ့။ဆက်လိုက်တောက်ခြင်းဟာgreen ပိုင်းဆိုင်ရာယောဂများကိုဖြစ်စေပြီးgreen နဲ့ဆိုးစေမည်ဖြစ်ပါတယ်။ green နဲ့ဆိုးခြင်းရဲ့85%ဟာ green ထဲမှာရှိတဲ့ဘက်တီးရီးယားပေါက်ပွားမှုကြောင့်လို့သုတေသီများကဆိုပါတယ်။ဒါကြောင့်ပန်းသီးရှာလကာရည်မှာဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ဂုဏ်သတ္တိရှိပြီး pH level ကိုချိန်ပေးတဲ့အတွက် green နဲ့ဆိုးခြင်းကိုတက်တာစေပါတယ်။ပန်းသီးရှာလကာရည်လက်ဖက်ရည်စွန်းတစ်စွန်းကိုရေတဖန်ခွက်ထဲမှာထည့်ပြီးမနက်အိယာထခြင်းနဲ့အိယာမွေးငင်အချိန်မှာပလုတ်ကျင်းပေးမယ်ဆိုရင် green နဲ့ဆိုးခြင်းကိုတက်တာပျောက်ကင်းစေနိုင်ပါတယ်။ green နဲ့ဆိုးခြင်းကိုတက်တာစေတဲ့အစားအစာတချို့လည်းရှိပါတယ်။ဒါတွေကတော့တရုတ်နန်းနန်းတခွားသီးပန်းသီးပူစီနံတို့ဖြစ်ပါတယ်။တင်းရဲ့တနစ်တာအစားတောက်တွေမှာဒီအစားအစာတွေကိုထည့်သွင်းစားသုံးသင့်ပါတယ်။နောက်တစ်ခုကတော့တံမြာရီမှာပါဝင်တဲ့အက်ဆစ်ဓာတ်ဟာဘက်တီးရီးယားတွေပေါက်ပွားမှုကိုတားဆီးပေးနိုင်ပါတယ်။မုတ်ဖုတ်ဆော်တာဟာလည်းဘက်တီးရီးယားတွေကိုနှိမ်နင်းပေးနိုင်တဲ့အစွမ်းရှိပါတယ်။ဒါကြောင့်ဒီနှမျိုးကိုအနည်းငယ်စီရောဆက်ပြီးသွားတိုက်ပေးမယ်ဆိုရင်တင်းရဲ့ green နဲ့ဆိုးခြင်းကိုတိတိတသာတက်တာစေမှာဖြစ်ပါတယ်။နောက်ဆုံးနည်းလမ်းတစ်ခုကတော့စားနဲ့ရေနွေးရောကိုစားရင်ငုံပလုတ်ကျင်းပေးခြင်းဖြစ်ပါတယ်။ဒီနည်းလမ်းဟာgreen နဲ့ဆိုးခြင်းကိုတက်တာစေနိုင်တယ်လို့လေချောင်းနဲ့green မှာရှိတဲ့ဘက်တီးရီးယားတွေကိုသေစေနိုင်ပါတယ်။တချို့လူတွေမှာတော့green နဲ့ဆိုးခြင်းဟာဘက်တီးရီးယားကြောင့်မဟုတ်ဘဲဝမ်းတွင်းအပူအောင်ပြီးပုံမှန်ဝမ်းမသွားဘဲဝမ်းချုပ်တာကြောင့်ဖြစ်တတ်ပါတယ်။ခန္ဓာကိုယ်ကမလိုအပ်တဲ့အငြိအကျေးတွေကုန်စင်အောင်မစွန့်ထုတ်နိုင်တဲ့အခါမှာအခုလိုဖြစ်တတ်ပါတယ်။အဲ့ဒါဆိုရင်တော့ဝမ်းမှန်စေဖို့တင့်ရဲ့တနေ့တာစားတောက်တွေကိုအထူးဂရုပြုဖို့လိုအပ်ပါတယ်။ဥပမာအမြင့်တက်များတဲ့အစားအစာတွေကိုပိုစားတာရေများတောက်တာပြုလုပ်ပေးသင့်ပါတယ်။တင်အားအထိုင်များသူဆိုရင်တော့ပုံမှန်လေ့ကျင့်ခန်းလေးလုပ်ပေးဖို့တိုက်တွန်းပါရစေ။မိတ်ဆွေများအားလုံးgreen နဲ့ဆိုးခြင်းမှာကင်းဝေးပြီးလှပတဲ့အပြုံးပိုင်ရှင်များဖြစ်ကြပါစေ။